ကွန်ပျူတာအခုမှစပြီးတော့လေ့လာနေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်တို့ဒီ software တွေအသုံးပြုတဲ့အခါမှာကျွန်တော်တို့ file တွေသိမ်းကြတယ်ပေါ့နော်အဲ့တော့ file သိမ်းတဲ့အခါမှာကျွန်တော်တို့ C နဲ့ CF ဆိုပြီးနှစ်ခုရှိပါတယ်အဲ့နှစ်ခုရဲ့ကွဲပြားခြားနားပုံကိုကျွန်တော်အခု video လေးမှာတေချာလေးရှင်းပြပေးပါမယ်โอเคအားလုံးပဲမင်္ဂလာပါတော်1ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုဒီ video မှာကွန်ပျူတာအခုမှစသုံးနေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်တို့ဒီ Microsoft Word Excel PowerPoint Photoshop တခြားသော graphic design နဲ့ပတ်သက်တဲ့ software တွေ video editing software တွေဘာပဲသုံးပေါ့နော် software တွေကိုကျွန်တော်တို့သုံးတဲ့အခါမှာကျွန်တော်တို့လုပ်ထားတဲ့အလုပ်တွေကိုသိမ်းဖို့အတွက်ဆိုရင်ပေါ့နော်ကျွန်တော် C နဲ့ CF နှစ်ခုကိုနားလည်ထားဖို့လိုတယ်အဲ့နှစ်ခုကတူတလိုလိုနဲ့မတူတဲ့ပုံစံလေးရှိတယ်ပေါ့နော်အဲ့တော့ရောတက်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ video လေးမှာအဲ့ C နဲ့ CF ကဘယ်လိုမျိုးကွဲပြားခြားနားလဲဆိုတာလေးကိုပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကပထမဆုံးပေါ့ဒီအခုကျွန်တော်ဒီမှာဆိုလို့ရှိရင် Microsoft file လေးတစ်ခုဖွင့်ထားတယ်ဒီထဲမှာကျွန်တော်စာရေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်ကသိမ်းမယ်ဆိုဒီဟာဒီပထမဆုံး file အသစ်ဖြစ်တဲ့အတွက်ကျွန်တော် save ကိုသုံးရပါတယ်အဲ့တော့ပထမဆုံးဒီကောင်ဒီ file အသစ်ဆိုလို့ရှိရင်ကျွန်တော် file နဲ့ကနော် file နဲ့က save ကိုတွားလိုက်တယ်ပြီးသွားရင်ကျွန်တော်က browse ကိုနှိပ်ပါတယ်နော် file နဲ့ save ကိုတွား browse ကိုနှိပ်ပြီးသွားလို့ရှိရင် desktop ပေါ်ကကျွန်တော်လောလောဆယ်ပေါ့နော်လောလောဆယ်ကျွန်တော်ဒီမှာfolder လေးတစ်ခုစောက်လိုက်မယ်ဒီထဲမှာသိမ်းမယ်ပေါ့နော်ကျွန်တော် save လို့နာမည်ပေးလိုက်မယ်ဒီထဲကိုနှစ်ချက်နှိပ်ဝင်ပြီးတော့မှဒါလေးကိုကျွန်တော် save ဆိုပြီးတော့ဒါနာမည်ပေးပြီးတော့မှ save လုပ်လိုက်တယ်အဲ့တော့ပြီးသွားလို့ရှိရင်ဒီထဲမှာကျွန်တော်စာရီကြိုက်တဲ့လောက်ထပ်ထည့်ပြီးသွားရင်ဒီဘော file နဲ့ save ကိုနှိပ်လိုက်လို့ရှိရင်စောနာလိုbrowse နှိပ်လိုက်တဲ့အခါမှာပေါ်လာတဲ့ box ကြီးကမပေါ်လာတော့ဘူးပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ save ဒီပထမဆုံး file အသစ်ဆိုရင်ပေါ့နော် file အသစ်ဆိုရင်ဘာမှဒီ file ကိုကျွန်တော်တို့ကမသိရသေးဘူးဆိုရင် file အသစ်ဆိုရင်ဒီ save သုံးလိုက်ဒီ save ကိုနှိပ်တယ်ပြီးလို့ရှိရင်ကျွန်တော်က browse နှိပ်လိုက်တဲ့အခါကျလို့ရှိရင် box တစ်ခုပေါ်လာတယ်အဲ့မှာဒီ file အတွက်နာမည်ရဲ့ location ရဲ့သူ့ကိုသတ်မှတ်ပေးရတယ်ဒီ file ဘာမှထားမလဲပြီးရင်သူ့ရဲ့ file နာမည်ကဘာလဲဆိုတော့အရင်ဆုံးသတ်မှတ်ပေးရတယ်ပေါ့နော်အဲ့ဒီအဆင့်လေးပြီးသွားပြီဆိုရင်နောက်ပိုင်းဒီထဲမှာဘာစာပဲထည့်တဲ့ကျွန်တော်ကဒီ file ကို location သတ်မှတ်ပေးဖို့လည်းမလိုတော့ဘူး file နာမည်ပေးစရာလည်းမလိုတော့ဘူးကျွန်တော်တို့ကဒီထဲမှာ control s ကိုခဏနှိပ်ပြီးတော့ကိုထည့်လိုက်တဲ့အရာတွေကိုဒီထဲကိုထပ်ဝင်သွားအောင်လုပ်လို့ရတယ်ပေါ့နော်အခုဒီမှာ file နဲ့ save ကိုသွားပြီးနှိပ်မယ်ဆိုလဲဘာမှစောနာလို box ကြီးမပေါ်လာတော့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီထဲမှာဘာစာပဲထည့်တဲ့ control s နှိပ်လိုက်ရင်ရပါပြီ file နဲ့ save ကိုသွားနေစရာမလိုတော့ဘူးတဘောကတော့ file နဲ့ save ကိုပထမဆုံး file အသစ်ပေါ့နော် file အသစ်ဆိုရင်ဒီ file လေးကိုသိမ်းဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံး file နဲ့ save ကိုလာပြီးသွားရင်ဒီ file လေးကိုနာမည်ပေးပါ location သတ်မှတ်ပါဒါဆိုရင်ဒီ save ကအလုပ်လုပ်ပါပြီးသွားပြီနောက်ပိုင်းဒီထဲမှာဘာပဲထည့်တဲ့ control s နှိပ်လိုက်ရင်ရပါပြီ okay ဒါဆိုဒီတစ်ခါ CF ကဘယ်လိုသုံးလဲပေါ့နော် CF ကသူကဒီသိမ်းထားပြီးသား file ကိုနော်ဒီသိမ်းထားပြီးသား file ကိုနောက်ထပ် location တစ်ခုမှာထပ်ပွားပြီးတော့ပဲဖြစ်စေလက်ရှိ location ထဲမှာပဲထပ်ပွားပြီးတော့ပဲဖြစ်စေကျွန်တော်သိမ်းကျင်တဲ့အခါမှာသုံးပါတယ်ဒါပေါ်ကတော့ကျွန်တော် CF ဒီအချိန်သုံးလို့ရတယ်တစ်ချိန်သုံးပြီးစေရင်တစ် file ထွက်ပါတယ်အဲ့တော့သိမ်းထားပြီးသား file တွေကိုကျွန်တော်ကနောက်ထပ်တစ်နေရာမှာဒါမှမဟုတ်လက်ရှိနေရာမှာပဲ file အသစ်တစ်ခုပေါ့နော် file တစ်ခုအနေနဲ့ထပ်ပွားပြီးတော့ကျွန်တော်ကသိမ်းကျင်တယ်ဆိုလို့ရှိရင်ဒီ CF လေးသုံးရတယ်ပေါ့နော်ဒီကောင်လေးကတစ်ချိန်သုံးတိုင်းတစ် file ထွက်ပါတယ်ဒါဆိုသုံးကြည့်အောင်ဒီ file လေးဆိုကျွန်တော်သိမ်းပြီးသွားရင်เนาะဆိုတော့ desktop ပေါ်က save folder ထဲမှာဒီ file လေးကသိမ်းထားပြီးသားဒါလေးကိုထပ်ပွားပြီးတော့သိမ်းကျင်တယ်ဆိုလို့ရှိရင် file နဲ့က CF ကိုတွားပါပြီးသွားရင် browse ကိုနှိပ်ပါပြီးရင်ကျွန်တော်လက်ရှိဒီမှာဘယ်ကိုဝင်ထားလဲဆိုတော့ desktop ပေါ်က save folder တွေကိုရောက်နေပြီပေါ့နော်အဲ့တော့ပထမကကျွန်တော် save ဆိုတဲ့ file လေးရှိထားပြီးသားအဲ့ဒီအတွက်နာမည်လေးပြောင်းလိုက်မယ်ပေါ့နော်ကျွန်တော်2လို့ပေးလိုက်ပါမယ် save နှိပ်ပါတယ်ထပ်သိမ်းကျင်နေလားရတဲ့ file နဲ့က CF ကိုတွားပါ browse နှိပ်ပါနော်ပြီးတော့ရင်ဒီမှာ save 3လို့ကျွန်တော်နာမည်ပေးလိုက်ပါမယ် save ပေါ့အထက်ကစားတော့အတူတူပဲဒါပေမဲ့ CF ကိုသုံးပြီးတော့ file လေးပွားလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်ကျွန်တော်ဒီမှာပြပေးမယ်ဒါကပထမဆုံး file အသစ်တုံးက save ကိုသုံးပြီးတော့ file လေးကိုဒါ save ဆိုတဲ့ folder ထဲမှာတင်ထားတဲ့တင်ထားခဲ့တာပေါ့နော်အခုကကျွန်တော်တို့ဒီ save ဆိုတဲ့ file လေးကို CF သုံးပြီးတော့ပွားလိုက်တာ save 2နဲ့ save 3ထပ်ပြီးတော့ထွက်လာပါတယ်အဲ့မှာထပ်ပြီးတော့တင်နေတယ်လား save 4เนาะအများကြီးပဲ file တွေထပ်ပွားပြီးတော့တင်လို့ရပါတယ်အဲ့တော့ဒါဆိုရင်ပုံမှန်အားဖြင့်ကျွန်တော်တို့က save ကအသုံးများပါတယ် CF ကတော့တင်ထားပြီးသား file လေးကိုပြတ်သွားမှာဆိုတဲ့အတွက်တခြားသော location တစ်ခုမှာပွားပြီးတော့တင်ချင်တာမျိုးတွေเนาะဒါမျိုးတွေဆိုရင်သုံးလို့ရပါတယ်ဒါနှစ်ခုရဲ့ကွဲပြားခြားနားပုံလေးပေါ့နော်Okay ဒါဆိုရင်နောက် example တစ်ခုကြည့်ရအောင်ပေါ့နော်ဒီ PSD file လေးဆိုရင်ကျွန်တော်တင်ထားပြီးသားပါနော်တင်ထားပြီးသားဒါလေးကတင်ထားပြီးသားကျွန်တော် desktop မှာတင်ထားပြီးသားပါအဲ့တော့ဒါလေးက PSD file ဖြစ်တဲ့ကျွန်တော်ဒီမှာလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်လို့ရတယ်အဲ့တော့ကျွန်တော်က client ကိုထားပါတော့ client ကိုဒီဒါ design အားလုံးပြီးသွားပြီ client ကိုပြမယ်ဒါ Facebook ပေါ်တင်မယ်ဆိုရင်ကျွန်တော်ကဒီ PSD file အတိုင်းဒါ Facebook မှာတင်လို့မရဘူးလေဓာတ်ပုံအဖြစ်ပြောင်းမှုလို့တယ်အဲ့တော့ဒီကောင်ကလည်းတင်ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော် file နဲ့က save ကိုသွားနှိမ်လဲဘာမှထူးခြားမှာမဟုတ်ဘူးကျွန်တော်တို့ဒီထဲမှာအသစ်ပြင်ဆင်မှုတွေလုပ်တယ်ဥပမာဒါလေးကိုနည်းနည်းရွှေ့လိုက်တယ်ဒါဆိုရင်တော့ဒီကောင်ကိုကျွန်တော်ကနေရာရွှေ့လိုက်တာဖြစ်တဲ့အတွက်ဒီကောင်ထပ်သိမ်းဖို့လိုတယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်က control s နှိပ်လိုက်ရပါပြီ control s နှိပ်လိုက်ရင်ဒီထဲမှာသူ့ဘာသာသူဒီမှာ save လုပ်သွားတယ်ပေါ့နော်အဲ့တော့ကိုပြန်ချလိုက်မယ်ဒါလည်းကျွန်တော်ပြန် save ဖို့လိုတယ် control s နှိပ်လိုက်ပေါ့နော်အဲ့တော့
ကျွန်တော်တို့ကဒီ Microsoft Word တုန်းကလို့ location တောင်းတဲ့ဟာမျိုးတွေ file နာမည်ပေးရတာမျိုးတွေဒီမှာမလုပ်ရဘူးဘာဖြစ်လို့လဲကျွန်တော်ဒီ file ကကျွန်တော်တစ်ခါတည်းနာမည်ပေးပြီးသား location သတ်မှတ်ပေးပြီးသားပေါ့နော်ဒါဆိုရင်ဒီကောင်ကိုကျွန်တော် client ကိုပို့မယ်ဒါ Viber ကနေပို့မယ် Telegram ကနေပို့မယ် Facebook ပေါ်တင်မယ်နော်ထားပါတော့ဒီလိုမျိုးလုပ်ဖို့ဆိုရင်ဒါကိုဓာတ်ပုံဖြစ်ပြောင်းမှုလိုတယ်အဲ့တော့ဒီမှာ file နဲ့ save ကိုသွားတော့ရင်ဓာတ်ပုံထုတ်လို့မရအဲ့တော့ဘာသုံးရလဲ CF ကိုသုံးပြီးတော့ file ပွားတဲ့ပုံစံမျိုးလေးလုပ်ရမှာနော်ဒါလေးကတင်ထားပြီးသား file ထပ်ပွားပြီးတော့တင်တဲ့ပုံစံမျိုးနဲ့ဓာတ်ပုံထုတ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအောက်က CF ကိုသွားလိုက်ပါတယ်သွားပြီးတော့ကျွန်တော် desktop ပေါ်မှာတင်မယ်ပေါ့နော် Sona ကကျွန်တော်စောက်ထားတဲ့ folder လေးတွေနှစ်ချက်နှိပ်ဝင်လိုက်မယ်ဒီမှာကျွန်တော် final design ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပေါ့နော်ပြီးတော့တဲ့အခါမှာ CF type မှာကျွန်တော်ဗာလေးရွေးလိုက်မလဲဆိုရင် JPEG เนาะ JPEG ဆိုတဲ့ format လေးကိုကျွန်တော်ရွေးလိုက်မယ်တကယ်လို့ဒီကောင် background မပါတဲ့ဓာတ်ပုံဖြစ်ထုတ်ခြင်းလဲဆိုရင်တော့ PNG ထားရမှာပေါ့နော်ပြီးတော့ရင်ကျွန်တော် save လုပ်လိုက်ပါတယ်ဒါဆို okay နှိပ်လိုက်ပါတယ်ဒါဆိုရင်ဒီ Photoshop file လေးကနေ CF သုံးပြီးတော့ကျွန်တော်ကဓာတ်ပုံတစ်ပုံထုတ်လိုက်ပါပြီအဲ့တော့ကျွန်တော်သွားကြည့်အောင်ပါဒီမှာ save ထဲကိုသွားလိုက်မယ်ဒီမှာဓာတ်ပုံလေးရပါပြီဒါဆိုဒီကောင်လေးကိုကျွန်တော် Facebook တင်မလားViber ကနေပို့မလား Telegram ပို့မလားကျွန်တော်လုပ်လို့ရတယ်ပေါ့နော် okay ဒါဆို background ဖြောက်တဲ့ပုံစံမျိုးလေးနဲ့ထပ်ထုတ်ကြည့်အောင်ကျွန်တော် Photoshop ထဲကိုပြန်သွားမယ်background လေးဖြုတ်လိုက်မယ်ဒါဆိုကျွန်တော်က background မပါတဲ့ပုံစံလေးပေါ့ဒါလေးကိုကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင် background လေးဖြတ်ပြီးတော့ဒီကောင်လေး PNG အနေနဲ့ထပ်ပြီးတင်ချင်ပါတယ်ဒါဆို save မရအောင်နော်အဲ့တော့ save နှိပ်လိုက်လို့ရှိရင်လက်ရှိ Photoshop file ထဲမှာ background ဖြောက်ထားတဲ့ဟာလေးကိုခဏစေးသွားမှာဒါကျွန်တော်တို့ပြန်လို့ချင်းပြန်ဖွင့်ပြီးတော့ Control S ပြန်နှိပ်လို့ရတယ်ပေါ့နော်အခုကကျွန်တော်တို့ကဒါ PNG အနေနဲ့ထုတ်ချင်တာပါ background မပါတဲ့ပုံစံမျိုးနဲ့ထုတ်ချင်တာပါဒါကြောင့် file ထဲကဘယ်လိုသွားမလဲဆိုတော့ CF ကိုသွားပါတယ်ပြီးသွားရင်ကျွန်တော် desktop ပေါ်က save folder ထဲဝင်လိုက်မယ်ပြီးတော့ရင်ဒါလေးကို PNG လို့ကျွန်တော်နာမည်ပေးလိုက်မယ် CF type ကိုတော့ကျွန်တော်က PNG format လေးနဲ့ပြောင်းလိုက်မယ်ပေါ့နော် PNG ကဒီမှာပါပြီးတော့ရင် save ပါတယ်ပြီး okay နှိပ်လိုက်ပါတယ်ဒါဆိုရင်ကျွန်တော်သွားကြည့်ရအောင်ပေါ့နော် save folder ထဲကိုသွားပါဒီမှာဆိုဒါ PNG file လေးပါအဲ့တော့ PNG file လေးကတော့ background ဖောက်ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ထွင်းစရာမလိုဘူးပေါ့နော်ကျွန်တော်ဒီမှာပြပေးမယ်ကျွန်တော်ဒီထဲကိုပြစ်ထည့်ကြည့်မယ်နော် PNG file လေးကိုဆွဲထည့်လိုက်ပါမယ်ဒီမှာကြည့်ကြည့်ပါကျွန်တော်အောက်ကနေ background တစ်ခုထည့်ပြပါနော်ဆိုတော့အနက်ရောင်ဖြစ်ပေါ့ဒီမှာကြည့်ကြည့်နော်ဒါဖောက်ထားပြီးသားနော်အကုန်လုံးကတွဲတွဲဖြစ်သွားတာပေါ့ဒါဆိုရမှာနော်ဒါဆိုရင်ကျွန်တော်ကအမြဲတမ်းပေါ့နော်ဟို save သုံးပြီးတော့ဒီ file အသစ်ပေါ့နော် file ကအခုမှစပြီးတော့အသစ်ယူတာအခုမှဒီထဲကိုစာထည့်တာဆိုလို့ရှိရင်ဒီ file လေးကို location တစ်ခုမှာနေရာလေးသတ်မှတ်ပြီးတော့နာမည်ပေးဖို့လိုတယ်ဒါပထမဆုံးတစ်ကြိမ်ပဲလုပ်ရမယ်နောက်ပိုင်းဒီထဲမှာအဲ့ဒီ file ထဲမှာကျွန်တော်ကစာတွေထပ်ထည့်တာစာတွေပြင်တာဆိုလို့ရှိရင်ဒီ file နောက်ထပ် location တွေသတ်မှတ်ပေးဖို့နောက်ထပ်နာမည်တွေပေးဖို့မလိုတော့ဘူး Control S လေးနှိပ်ပြီးတော့ထပ်ပြီးတော့တင်သွားခိုင်းလို့ရတယ်အဲ့လိုမျိုးပဲနဲ့ကိုကဒီလက်ရှိတင်ထားပြီးသား file ကိုနောက်ထပ်တနေရာမှာပွားပြီးတော့တင်နေတာမျိုးတွေအခုလိုမျိုး Photoshop file တွေကနေပြီးတော့မှJPG ဓာတ်ပုံလေးထုတ်မယ်ပြီးသွားရင် PNG background မပါတဲ့ပုံတွေထပ်ထုတ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော် CF လေးသုံးပြီးတော့ထပ်ပွားပြီးတော့ထုတ်တဲ့ပုံစံမျိုးလေးသုံးရတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ကျွန်တော်ကင်မရာအခြေခံကိုမှစပြီးတော့လေ့လာနေတဲ့သူတွေကြားမှာနည်းနည်းလေးရောတက်တယ်ရောတက်တဲ့အရာလေးနှစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဆိုရင်နားလည်လောက်ပြီလို့ထင်ပါတယ်အဲ့တော့ကိုတခြားသိချင်တာရှိတယ်ဆိုရင်လည်းဒီ video လေးရဲ့ comment မှာ comment ရေးခဲ့လို့ရတယ်ကျွန်တော်တို့ဒီ camera အခြေခံကနေစပြီးတော့လုပ်ငန်းသုံးပေါ့နော်လုပ်ငန်းသုံးဒီစိုင်သုံးတွေအထိကျွန်တော်တို့လေ့လာခြင်းနဲ့ FMI တွေလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရှိမှာ camera basic ကိုအခြေခံကနေစပြီးတော့ advanced excel ပြီးတော့ illustration နဲ့ logo design ဆွဲတဲ့ပိုင်းနဲ့ video editing တွေအစုံရှိပါတယ်အကုန်လုံးလုပ်ငန်းသုံးတွေအတိုင်းပဲကျွန်တော်တို့သင်ကြားပေးတာဖြစ်တဲ့အတွက်ကျွန်တော်စာတွေ့ပဲလေ့လာခြင်းတဲ့သူတွေဆိုတော့မလေ့လာပါနဲ့တကယ်လုပ်ငန်းသုံးမှာတကယ်လုပ်ငန်းခွင်မှာအသုံးတဲ့မဲ့ပညာရမျိုးကိုကျွန်တော်တို့လေ့လာချင်တာမျိုးဆိုရင်တော့ကျွန်တော်တို့ရှင်းလာခဲ့ပါကျွန်တော်တို့ကအပေါ်ရန်တင်တာမဟုတ်တဲ့အတွက်ကြောင့်ပါအဲ့တော့ကျွန်တော်တို့ရှိမှာ online class ရိုးရိုး record video class တွေလည်းရှိတယ် face to face class တွေလည်းရှိပါတယ်ကျွန်တော်တို့ face to face class လေးတွေကတော့ကျွန်တော်တို့ ਨੇ အတန်းချိန်ညှိရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းစာသင်ချိန်တွေများနေတဲ့အတွက်ဟိုအားတဲ့ချိန်လေးတွေဖဲ့ပေးရတာမဟုတ်လို့ပေါ့နော်ဟို record video class ကတော့သင်တန်းကြီးတစ်ခါသွင်းုံနဲ့တက်တာလုံးလေ့လာလို့ရပါတယ်